ဒီကတော့ရဲဆိုတာတော့ဒါပြည်ထဲဝင်ကြီးအောက်ကဖြစ်တယ်ပြည်ထဲဝင်ကြီးဆိုတာကတော့ကာကွယ်ဦးစီးချုပ်ရဲ့အောက်ကပဲဖြစ်တယ်ပေါ့ခုနမေးခွန်းလိုမျိုးအခြေခံဥပဒေကိုကင်ပြီးမေးမယ်ဆိုရင်တော့ဒါရဲဆိုတာနိုင်ငံတော်ရဲ့ဒုတိယအရန်ကာကွယ်ဖြစ်တယ်ပြီးရင်သူ့ရဲ့ဖွဲ့စည်းပုံရပါတော့ပြည်ထဲဝင်ကြီးဆိုတာလည်းဗိုလ်ချုပ်တွေပဲဖြစ်တယ်အင်ဂျီပဲလဲထားတာဖြစ်တယ်ပေါ့နော်အချိန်မရွေးဒါကအစိမ့်ဖြစ်လိုက်ဖြစ်လိုက်ပေါ့နော်အဲ့လိုမျိုးဆိုတာလူတိုင်းလည်းသိပါတယ်ဒါအခြေခံဥပဒေအရပြောတယ်ဆိုရင်လည်းပဲသူ့ရဲ့ paramilitary ပေါ့နော်သူ့ရဲ့ဒီစစ်ဖက်ဆိုင်ရာလက်နက်ကင်ပဲကျွန်တော်တို့အဲ့ဒီမှာရဲမှာလည်းပဲအမျိုးမျိုးရှိပါတယ်ဟာပေါ့ပြည်ထဲရော်ထဲမြို့ထဲမှာနေတဲ့ဒီ law enforcement officer တွေရှိတယ်သူ့ရဲ့အလုပ်ကတော့သူ law enforce လုပ်ရတယ်ဒါပေမဲ့ဒီနေချားဆောင်တွေကြတော့သူ့ရဲ့လက်နက်ကင်စင်တက်ဆင်ပုံလည်းမတူဘူးလေ့ကျင့်ပုံလည်းမတူဘူးစခန်းတိဆောက်ပုံလည်းမတူဘူးသူကဒီ G3 G4 တွေပေါ့နော်ပြီးရင်စိန်ပြောင်းတွေကင်တယ်အီနာကဘုံသီးတွေလည်းကင်တယ်ပေါ့နော်ပြီးရင်ရှိပါတယ်တခြားပေါ့နော်စစ်အသုံးဆောင်အမိန့်ပေးစနစ်ကလည်းဒီတိုင်းပဲ uniform အယောင်လည်းမတူဘူးအဲ့ဒါဖွဲ့စည်းတာလည်းအရင်တုန်းကဥခိန်ညုံခေတ်တုန်းကနတ်စာကလာမသိဘူးအဲ့လိုဟာမျိုးပေါ့ဗျာစစ်တပ်ကထွက်လာတဲ့အသွင်ပြောင်းတဲ့ရဲကတချို့နဲ့ကိုဒါသူကရောထားတယ်သူကတိုက်ခိုက်ရင်အင်အားရှိတယ်သူ့ရဲ့ဒီလက်နက်ငယ်ကဒီ G3 ဆိုရင်သူ့ရဲ့ဒီပေါ့နော်သူ့ရဲ့ general purpose light machine gun က G4 ပြီးရင်သူ23တွေပေါ့နော်သူ့မှာစနစ်တကျနဲ့လက်နက်တက်ဆင်ထားတယ်သူများထင်သလိုမျိုးမိကျွမောင်းပြတ်မဟုတ်ဘူးသူ့ရဲ့ဟာတွေကျွန်တော်တို့တင်ထားတာတွေဆိုရင်အကောင့်တွေပဲကျွန်တော်တို့သိပါတယ်ဒါကြောင့်ဒီရဲကိုကျွန်တော်တို့ကဒါစစ်တပ်အင်အားပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မြို့ထဲမှာပေါ့ရဲစခန်းကိုမြို့ထဲမှာ law enforcement လုပ်နေတဲ့ရဲစခန်းကိုဝင်တိုက်တယ်ဆိုတာတခါမှမရှိဘူးနေချဆောင်စခန်းကိုကျွန်တော်တို့တိုက်တာကသူကတက်ရင်အလိုက်ချီတက်တယ်မြန်မာစစ်တပ်ကတက်မတော်ပေါ့နော်အဲ့ဒီကနေပါကျွန်တော်တို့စခန်းတွေရှိတဲ့ဘက်ကိုတိုက်နေရဆိုရင်သူကတရော်လုံးကိုပိတ်ဆို့ပြီးမှနေလှမ်းတာတို့အိမ်တွေကိုဖျက်ဆီးပြီးမှပေါ့နော်လူတွေကိုနှိပ်စက်တာတို့သူပါတယ်ပြီးရင်အခုချိန်မှာသူတို့ကတစ်လေးထုတ်ပြန်တယ်ပေါ့နော်ပြီးရင်စစ်အမိန့်ထုတ်ပြန်မယ်ပေါ့စစ်အုပ်ချုပ်ရေးထုတ်ပြန်မယ်ဆိုရင်ကျွန်တော်တို့လည်းကြိုဆိုပါတယ်နောက်စကားဆက်ပြီးပြောချင်တာပေါ့ဒါဆိုရင်သူတို့က၄ယောက်ထဲမစုရပါတော့အဲ့လိုဖြစ်ပြီဆိုရင်ကျွန်တော်တို့လူထုကလည်းညမထွက်တော့ဘူးတတိထားတော့မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဘက်ကလည်းပဲသူ့ကိုပြန်ပြီးမှတော်လန်ရေးစီကံပြန်ထုတ်ပြန်ရမယ်ပေါ့သူတို့ဒီကလမ်းပေါ်မှာစစ်စင်ရေးပုံစံမျိုးနဲ့ကားတွေနဲ့တောလာလှည့်လည်မယ်ဆိုတော့ကျွန်တော်တို့လည်းပြစ်မယ်ပေါ့နော်အဲ့လိုမျိုးတန်ပြန်ထုတ်ပြန်မယ်ကျွန်တော်တို့လည်းပဲဒါစစ်ကိုစစ်နဲ့ထုတ်ပြန်တဲ့သဘောအခုလည်းပဲကျွန်တော်တို့သူတို့လည်းမထုတ်ပြန်ဘူးကျွန်တော်တို့လည်းမထုတ်ပြန်ဘူးပေါ့သူတို့ဘက်ကစစ်စင်ရေးပုံစံနဲ့တောလာတယ်ဆိုရင်ဒါကျွန်တော်တို့ကိုချိန်ချောက်တာပဲအဝေးပြေးလမ်းမပေါ်မှာစစ်ကား3-4စီးနဲ့ရဲကားပေါ့နော်သူ့ရဲ့ဒီ automatic rifle တွေစိန်ပြောင်းတွေတင်ပြီးမှဒါမျိုးတောတယ်ဆိုရင်တော့ကျွန်တော်တို့ပြစ်ပြရမှာပဲဒါကတော့မနေ့ညကကျွန်တော်တို့စခန်းတစ်ခုပေါ့လေအမြောက်ကြီးစခန်းတစ်ခုကိုတိုက်တယ်ဆိုရင်တစ်ခုကရဲတက်ရင်ပဲသူကပြောလာတယ်အခုဆိုထုတ်ပြန်ပြီးကျွန်တော်တွေ့တယ်ရဲတက်ရင်မိသားစုလိုင်းခန်းကိုအေးကဝင်တိုက်ပါလေဆိုပြီးမှသူကထုတ်လိုက်တယ်ပြန်ကြားရေးကပေါ့လေဒါပေမဲ့ကျွန်တော်တို့ကသူ့ရဲ့လူတွေကိုကျွန်တော်တို့ဖမ်းလာခဲ့တယ်ဖမ်းမိထားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့စစ်ကြည့်တဲ့အချိန်မှာသူတို့စီကနေကျွန်တော်တို့လည်းတီးပြီးသားကိစ္စကိုနော်120မဘယ်နဲ့လက်ကိုချပြီးမှအဲ့ဒီအနေဘယ်ချိန်ပြစ်နေသလဲဆိုတာတွေကျွန်တော်တို့သူ့ရဲ့တက်တွေရှိပါတယ်ဒါအကြောင်းမဲ့လောက်တာမဟုတ်ပါဘူးဒါကြောင့်ရဲနဲ့ပတ်သက်ပြီးမှဒီကိစ္စကသူတို့ကတစ်ဖက်ကလေကျွန်တော်တို့အကြမ်းဖက်သမားဆိုတဲ့ဟာမျိုးလိုင်းတင်ရှင်တဲ့တမို့အဲ့ဒါကိုထုတ်ပြောတာဖြစ်တယ်ပြီးရင်ရဲစခန်းထဲကနေလက်နဲ့ကြီးပစ်တာဘသူအမားလဲဆိုတာပြည်သူလူထုဆုံးဖြတ်ပေါ့ဗျာနော်ဗလိုင်းကြီးဆွဆွဲတာတော့မကောင်းပါဘူးနောက်တစ်ခုကဒီအုတ်ချုပ်ရန်တရားနဲ့ပတ်သက်ပြီးမှပြောတာရှိတာပေါ့အုတ်ချုပ်ရန်တရားလည်းဒါအဲ့ဒီစဉ်းစားချက်တော့မှန်တဲ့လောက်တော့မှန်ပါတယ်ကျွန်တော်တို့ရဲကိုဒီမျိုးတက်ဖြတ်တယ်ဆိုတာကတက်ဖြတ်တယ်လို့တော့မပြောသင့်ဘူးပေါ့နော်ဒီနေချားဆောင်ရဲစခန်းတွေကိုဝင်တိုက်တာရှိတယ်ဒီဘက်ကမလုပ်ဘူးချင်းချောက်တယ်ဆိုတာလည်းသူတကယ်တည်င်းပို့နေတဲ့အချိန်မှာသူတည်င်းပို့တဲ့ဟာပေါ့လေကျွန်တော်တို့နောက်ကိုလိုက်တဲ့အချိန်မှာကျွန်တော်တို့မလိုက်အောင်တော့တတိပေးတာရောလုပ်ပါတယ်အဲ့ဒီမှာအုတ်ချုပ်ရေးဆိုတာကတော့ဒီတော်လန်ရေးလုတ်တဲ့အချိန်မှာကျွန်တော်တို့ကကိုယ့်ရဲ့ဩဇာအာဏာနဲ့ထိန်းချုပ်မှုကတော့ရအောင်တော့ကြိုးစားရမှာပဲလေသူအုပ်ချုပ်မှုကိုယ့်အုပ်ချုပ်ရေးနဲ့အစားထိုးချင်လို့တော်လန်ရေးလုတ်နေတာပဲ
ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ကံကြမ္မာဖန်တီးနေတဲ့အချိန်မှာသူ့ရဲ့ဟိုဩဇာအာဏာကိုတော့ကျွန်တော်တို့ဘက်ကအလိုမရှိဘူးဆိုတာတော့ဒါအရှိတရားပါပဲဒါ